ပစိဖိတ်သမုဒ္ဒရာရဲ့ကြီးမားမှုပမာဏကိုလူအများစုကမသိကြပါဘူးကမ္ဘာမြေပုံကိုကြည့်ရင်အာရှနဲ့အမေရိကတိုက်ကြားကရေပြင်းလိုပဲထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီပြားချက်မြေပုံကအမှန်တရားကိုဖုံးကွယ်ထားတာပါကမ္ဘာလုံးပေါ်မှာပစိဖိတ်သမုဒ္ဒရာကတင်းကိုအသက်ရှူမှားလောက်အောင်ကျယ်ပြန့်တာကိုမြင်ရမှာပါကမ္ဘာတစ်ခုလုံးရဲ့သုံးပုံတစ်ပုံနီးပါးကိုလွှမ်းခြုံထားတာဖြစ်ပါတယ်ဒါကိုရှုထောင့်တစ်ခုကနေကြည့်ကြရအောင်ပစိဖိတ်သမုဒ္ဒရာကိုဖျက်ပြီးအာရှကနေတောင်အမေရိကအထိအကွာအဝေးကမိုင်ပေါင်း12000ကျော်ရှိပါတယ်အဲ့ဒါကလငါးစင်းကိုဘေးတိုက်ရှင်ပြီးစီတန်းထားဖို့လုံလောက်ပြီးတော့သမုဒ္ဒရာအနည်းငယ်ကျန်ပါသေးတယ်ပစိဖိတ်သမုဒ္ဒရာဟာကမ္ဘာပေါ်ကတိုက်ကြီးအားလုံးပေါင်းထက်ပိုကြီးပါတယ်အာဖရိကအာရှဥရောပမြောက်နဲ့တောင်အမေရိကဩစတြေးလျနဲ့အာနာတိကလိုကုန်းမြေတိုင်းကိုစုစည်းမယ်ဆိုရင်ပစိဖိတ်သမုဒ္ဒရာထဲမှာအားလုံးကိုထည့်လို့ရပြီးတော့သမုဒ္ဒရာရဲ့10%ကျန်နေဦးမှာပါကမ္ဘာရေမျက်နှာပြင်46%နီးပါးကိုလွှမ်းခြုံထားပြီးကမ္ဘာပေါ်ကတခြားသမုဒ္ဒရာထက်ရေပိုများပါတယ်ပြီးတော့ရေမျက်နှာပြင်အောက်မှာရှိနေတဲ့အရာတွေကလည်းအံ့မခန်းပါပဲပစိဖိတ်သမုဒ္ဒရာမှာကမ္ဘာပေါ်မှာအနက်ရှိုင်းဆုံးနေရာ3ခုရှိပါတယ်အဲ့ဒါကတွန်ဂါကျောက်ဖိလစ်ပိုင်ကျောက်နဲ့မာရီယာနာကျောက်တို့ဖြစ်ပါတယ်မာရီယာနာကျောက်ကအလွန်အနက်ရှိုင်းပြီးတော့အေရက်တောင်ဘတ်ခါလီဘာ2ခုနဲ့အီဖေမျောစင်2ခုကိုစမ်းပြီးထားရင်တော့ထိပ်ဆုံးကိုမရောက်သေးပါဘူးဒါကအလွန်အနက်ရှိုင်းပြီးလျှို့ဝှက်စမ်းကြယ်လှပါဒါအပြင်ပစိဖိတ်သမုဒ္ဒရာဟာလူသမားရဲ့ရဲရင်သောဆွန်စားကမ်းများရဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်လွန်ခဲ့သောနှစ်ပေါင်းရာချီကရှေးခေတ်ပိုလီနီရှားလူမျိုးတွေဟာခေတ်မီကိရိယာတွေမပါဘဲနဲ့ပစိဖိတ်သမုဒ္ဒရာကိုဖျက်ကျော်ခဲ့ကြပါတယ်သူတို့မှာတန်လိုက်အိမ်မြောင်းတွေမြေပုံတွေမပါပါဘူးသူတို့တွေဟာရိုးရှင်းတဲ့တစ်သားလေနဲ့မိုင်ထောင်ပေါင်းများစွာခရီးသွားခဲ့ကြပြီးဟာဝိုင်အစ္စတာကျွန်းနဲ့နယူးဇီလန်ကဲ့သို့ဝေးလံတဲ့ကျွန်းတွေကိုရောက်ရှိခဲ့ကြပါတယ်1500ပြည့်နှစ်တွေမှာဖိုင်နယ်မက်ဂျယ်လန်ဦးဆောင်တဲ့ရေတပ်သားအဖွဲ့ဟာပစိဖိတ်သမုဒ္ဒရာကိုဖျက်ကျော်ဖို့ထွက်ခွာခဲ့ကြပါတယ်စပိုင်းမှာသူတို့ဟာမြန်ဆန်လွယ်ကူတဲ့ခီးစဉ်တစ်ခုလို့ထင်ခဲ့ကြပေမဲ့သူတို့မှားသွားကြပါပြီခီးစဉ်ဟာလာပေါင်းများစွာကြာခဲ့ပါတယ်သူတို့မှာအစားအစာတွေကုန်သွားပြီးသင်္ဘောသားအများပြားဟာဗီတာမင်စီမလုံလောက်တာကြောင့်ဖြစ်တဲ့စကာဘေးယောဂါကြောင့်ဖျားနာတာဒါမှမဟုတ်ရင်တည်ဆုံးတာတွေဖြစ်ခဲ့ကြပါဒီသမုဒ္ဒရာဟာဘလောက်ကြီးမားပြီးခက်ခဲမဲ့ဆိုတာသူတို့လုံးဝမသိခဲ့ကြပါဘူးယနေ့တိုင်အောင်ပစိဖိတ်သမုဒ္ဒရာဟာလျှို့ဝှက်ချက်တွေရှိနေပါတယ်ဒါဟာအလွန်ကျယ်ပြန့်ပြီးဝေးလံခေါင်တီလုံးတဲ့အတွက်ကမ္ဘာပေါ်မှာအထီးကျန်ဆုံးနေရာဖြစ်တဲ့ Point Nemo ဟာသမုဒ္ဒရာအလယ်မှာရှိနေပါတယ် Guardian Point Nemo နဲ့အနီးဆုံးလူတွေဟာသမုဒ္ဒရာတွေကမဟုတ်ပဲသူတို့ဟာအာကာသတွေကအာကာသယာဉ်မှုတွေဖြစ်ပြီးနိုင်ငံတကာအာကာသစခန်းပေါ်မှာမြင်မာတဲ့မြင့်နဲ့ပြန်တန်းနေကြပါတယ်ဒါဟာသမုဒ္ဒရာကဘလောက်ဝေးလံပြီးဘလားကျင်းနေလဲဆိုတာကိုပြသနေတဲ့အချက်ပဲဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ချိန်မြေပုံကိုကြည့်တဲ့အခါမှာပစိဖိတ်သမုဒ္ဒရာဟာသမုဒ္ဒရာတစ်ခုသာမဟုတ်ဘူးဆိုတာကိုသတိရပါဒါဟာကျွန်တော်တို့ရဲ့ကမ္ဘာကြီးရဲ့ထက်ဝက်ကိုဖုံးလွှမ်းထားတဲ့အေယာမလျှို့ဝှက်စမ်းကြယ်ပြီးအင်အားကြီးမားတဲ့သဘာဝတရားရဲ့စွမ်းအားတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့သိငယ်မှုကိုတိတ်တဆိတ်သတိပေးနေတဲ့အရာပဲဖြစ်ပါတယ်